ထွေထွေရွေးကောက်ပွဲရလဒ်များ2015ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာမဲပေးပိုင်ခွင့်ရှိတဲ့မဲဆန္ဒရှင်တွေဟာပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့အချို့ဒေသတွေမှာတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내လွှတ်တော်တွေအတွက်လွှတ်တော်ကိုယ်စားလှယ်တွေကိုရွေးကောက်တင်မြှောက်ဖို့ဆန္ဒမဲပေးကြမှာဖြစ်ပါတယ်။ခိုင်လုံမဲဖြစ်ဖို့ဆန္ဒမဲလက်မှတ်ပေါ်မှာမဲယုံမှုကလက်မှတ်ရေးထိုးရမှာဖြစ်ပြီးတစိမ့်တုံးထုဖို့သတ်မှတ်ထားတဲ့အကွက်အတွင်းမှာမဲလက်မှတ်တစ်စောင်ကိုလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးအတွက်တစ်ကြိမ်သာတစိမ့်တုံးထုပြီးမဲပေးရမှာဖြစ်ပါတယ်။မဲပေးတဲ့နေ့မှာညနေ4 နာရီထိုးပြီးလို့မဲယုံပရဝဏ်ထဲမှာနောက်ဆုံးကြန့်ရှိနေတဲ့မဲဆန္ဒရှင်တွေမဲပေးပြီးရင်မဲယုံပိန်မှာဖြစ်ပြီးအနည်းဆုံးမဲဆန္ဒရှင်4ဦးမဲယုံဝန်ထမ်း6ဦးမဲယုံကိုယ်စားလှယ်တွေနဲ့အချုပ်မဲယုံတွေမှာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအပါအဝင်တပ်တွေရဲ့ရှေ့မှောက်မှာမဲလက်မှတ်တွေကိုရေးတွက်ကြမှာဖြစ်ပါတယ်။ရွေးကောက်ပွဲရလဒ်များလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးစီရရှိတဲ့မဲတွေကိုမဲယုံဝန်ထမ်းတွေကရည်တွက်ပြီးရေးမှတ်ထားမှာဖြစ်ပါတယ်။ခိုင်လုံမဲတွေအပြင်ပယ်မဲတွေကိုလည်းရည်တွက်ပြီးပြီးကြားဖယ်ထားမှာဖြစ်ပါတယ်။မဲရလဒ်တွေကိုပုံစံ16နဲ့16ကကြီးမှာဖြည့်ဆွက်ရေးမှတ်သွားမှာလည်းဖြစ်ပါတယ်။အဲ့ဒီစီရင်တွေရဲ့မိတ္တူတစုံကိုမဲယုံမှာကတ်ထားကြေညာမှာဖြစ်ပြီးအခြားမိတ္တူတွေနဲ့ဆန္ဒမဲလက်မှတ်တွေကိုသက်ဆိုင်ရာရက်ကွက်ကြေးရွာအုပ်စုနဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကိုပေးပို့သွားမှာဖြစ်ပါတယ်။မဲရလဒ်စရင်းကိုသက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကပြုစုသွားမှာဖြစ်ပြီးသက်ဆိုင်ရာတိုင်းဒေသကြီးဒါမှမဟုတ်ပြည်내ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲစီကိုပေးပို့သွားမှာဖြစ်ပါတယ်။ရရှိလာတဲ့မဲတွေကခိုင်လုံမဲအများဆုံးရရှိသူလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုရွေးကောက်တင်မြှောက်ခံရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်အောက်ပါနီလန်းတွေအတိုင်းကြီးညာသွားမှာဖြစ်ပါတယ်။အမျိုးသားလွှတ်တော်အတွက်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내တစ်ခုမှာမဲဆန္ဒနယ်12ခုဖွဲ့စည်းထားတဲ့အတွက်တနိုင်ငံလုံးမှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း168ဦးရှိမှာဖြစ်ပြီးမိမိရဲ့သက်ဆိုင်ရာမဲဆန္ဒနယ်မှာခိုင်လုံမဲအများဆုံးရရှိတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းကအနိုင်ရရှိမှာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်အတွက်မြို့နယ်တစ်ခုမှာခိုင်လုံမဲအများဆုံးရရှိတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်အနိုင်ရရှိမှာဖြစ်လို့မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ရှိတဲ့အတွက်ပြည်သူ့လွှတ်တော်မှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း330ဦးရှိမှဖြစ်ပါတယ်။တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내လွှတ်တော်အတွက်မြို့နယ်တစ်ခုမှာမဲဆန္ဒနယ်2ခုခွဲခြားဖွဲ့စည်းထားပြီးမိမိရဲ့မဲဆန္ဒနယ်မှာခိုင်လုံမဲအများဆုံးရရှိတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းကအနိုင်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내လွှတ်တော်အတွင်းမှာရှိတဲ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အရေးအတွက်ဟာသက်ဆိုင်ရာတိုင်းဒေသကြီးဒါမှမဟုတ်ပြည်내ထဲမှာရှိတဲ့မြို့နယ်အရေးအတွက်ပေါ်မှာမူတည်မှာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတကိုရွေးချယ်တင်မြှောက်ခြင်းဒီနောက်မှာတော့ပြည်သူ့လွှတ်တော်ကတအူးအမျိုးသားလွှတ်တော်ကတအူးတပ်မတော်သားကိုယ်စားလှယ်တွေကတအူးနှုံးနဲ့စုစုပေါင်းဒုတိယသမ္မတ3ဦးအမည်စရင်းတင်သွင်းကြမှာဖြစ်ပြီးအဲ့ဒီဒုတိယသမ္မတ3ဦးတည်းကတအူးကိုနိုင်ငံတော်သမ္မတအဖြစ်ပြည်ထောင်စုလွှတ်တော်မှာမဲခွဲပြီးရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတဟာ2016ခုနှစ်မတ်လ31ရက်နေ့ထက်နောက်မကျပဲတာဝန်စတင်ထမ်းဆောင်ရမှာဖြစ်ပါတယ်။မဲပေးကြပါစို့။